အားလုံးမမြင်ပါပါကျွန်တော်နာမည်ကမျိုးလွင်ကျော်ပါကျွန်တော်ဒီဗီဒီယိုစီးရီးမှာတော့ C programming နဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးဒီပါအောင်ရှင်းပြပေးအောင်ဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့တွေ C programming ကိုလေ့လာသင်နေလဲဆိုတော့ရှိရင် C programming ဆိုတာနေရာတော်များများသုံးတဲ့ programming တစ်ခုလို့လည်းပြောလို့ရပါတယ်။နောက်ပြီးတော့ C programming ကတခြား programming language တော်များများရဲ့ basis ဖြစ်ပါတယ်။ပြောချင်တာC programming ကိုသိတယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာကိုသိတယ်ဆိုလို့ရှိရင်တခြားအကြောင်း language ကိုတစ်ခုကိုပြောင်းပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လွယ်ကူနဲ့လေ့လာလို့ရပါတယ်။အဲ့လောက်ထိပြဿနာကြီးကြီးမားမားမရှိဘဲနဲ့ကိုအဆင်ပြေနဲ့လေ့လာလို့ရပါတယ်။ဒီဥစ္စာနဲ့C ဆိုလို့ရှိရင်တခြားဥစ္စာတွေနဲ့လည်းဆက်ဆက်မှုရှိပါတယ်။အများကြီးမပြောင်းလဲပါဘူး။နည်းနည်းပါပဲရှိပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကတော့အရင်ဆုံး programming ကိုလေ့လာခြင်းနဲ့လူတွေရှိတယ်ဆိုလို့ရှိရင် C ကနေစလေ့လာစေချင်ပါတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်အခု C အကြောင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလုပ်ထားတာလုံးဝဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဆိုလို့ဒီအခု C အကြောင်းနဲ့ပတ်သက်ပြီးသွားလို့ရှိရင်အမှန်ဆုံးသိရမယ့်ဥစ္စာတော့ C ကုတ်တွေကိုဘယ်မှာရေးမလဲဆိုတဲ့ဥစ္စာအဓိကတစ်ခုပါဖြစ်လာပါပြီအဲဒါဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင် C ဥစ္စာကုတ်notepad တော့ဘာလို့မှရေးလို့ရပါတယ် notepad note plus လို့မှလည်းရေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာရေးလို့ရှိရင်တော့မှအဆင်ပြေတာပဲရှိပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကရေးရတဲ့ကုတ်တွေမှာအမှားပါတပါတယ်အမှားတွေကတော့အများတန်းရှိပါတယ်အများတန်းနှီးပါပါပဲအဲ့တော့အမှားဥစ္စာတွေကိုဒီဥစ္စာမှာရေးလို့ရှိရင်မတွေ့ရပါဘူးနောက်ပြီးလို့ရှိရင်compile လုပ်တဲ့အချိန်ကြလို့ရှိရင်လည်းဆက် compiler တစ်ခု download လုပ်သွားလို့ရှိရင်ပတ်ထဲမှာအရင်ဆုံးadd လုပ်ပေးရပါတယ်အဲ့လိုမျိုးတွေလုပ်တဲ့အတွက်အလုပ်ရှုပ်ပါတယ်ဒါပေမဲ့အဲ့ဒါကြောင့်မလို့အလုပ်မရှုပ်အောင်တခါတည်း internet မှာ download ဆွဲလို့ရတဲ့ဟာရှိပါတယ်တခါတည်း compiler လည်းပါပြီးတော့အဲ့ဒါဘယ်နာမှရှိလဲရှိတဲ့ဥစ္စာတွေကပြသပြီးတော့software တွေရှိပါတယ်အဲ့ဒါတွေကတော့ code block လို့မျိုးဥစ္စာ C++ လို့မျိုးဟာအဲ့လိုမျိုးဟာတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်ကတော့အားလုံးဒီပါတော့လူတော်များများမေးလို့ရှိရင် code blocks နဲ့ dev C++ ကိုသုံးဖို့ပြောစီချင်ပါပြောပါတယ်။ဘာဖြစ်လို့ဆိုတော့အဲ့ဒီဥစ္စာအလွယ်ကူဆုံးနဲ့အကောင်းဆုံးလို့လည်းပြောလို့ရပါတယ်။ကျွန်တော်ဒီဗီဒီယို series မှာကျွန်တော်တို့ code block ဥစ္စာပဲတော်တော်များများသုံးအောင်ပါဗျာ။တခြားဗီဒီယိုတစ်ခုနှစ်ခုလောက်ပါပဲ dev C ဥစ္စာကိုပြပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့လိုရဥစ္စာ C အကြောင်းလေးလာဖို့အတွက် code block တစ်ခုရှိပါတယ်။အခုလောတဲ့အတွက်ဒီဗီဒီယိုကcode block ဘယ်လို install လုပ်ရလဲဆိုတော့ပတ်သက်ကြပါမယ်အဲ့ပဲကျွန်တော်တို့ browser သွားအောင်မယ် browser နေမှာဒီ code block ရဲ့ official website ကိုသွားတော့ဒါဝိုင်းဆိုရှင်ဒီမှာ download လုပ်အတွက် download ကိုသွားပါ download ကနေမှာဒီ download the binary release ဆိုတော့ရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါဒီမှာတော့ကျွန်တော်ကတော့ Windows version သုံးတဲ့အတွက် Windows version code block ကို download ဆွဲဖို့လိုပါတယ်တကယ်လို့ Linux သုံးနေရဆိုလို့ရှိရင်ဒီမှာရှိပါတယ် OS သုံးနေဆိုလို့ OS ကိုထောက်လိုက်ရင် OS ရောက်လာပါမယ် Mac OS ကျွန်တော်ဒီ video လုံးနေအချိန်မှာတော့ version က 60.01 မှာတကယ်တော့ကြောင်းနေပါကို download ဆွဲတဲ့အချိန်မှာဒီ version မဟုတ်ဘူးဆိုလို့ရှိရင်ငါပြဿနာမရှိပါဘူးအားလုံးဒီမှာတူတူလောက်ပါပဲအခုဆိုကျွန်တော် download ဆွဲမှာတော့ download ဆွဲလို့ဆို 60.0 mingw setup.exe နဲ့ဆုံးတဲ့ဥစ္စာကို download ဆွဲရပါတယ်အဲ့မှာ compiler တစ်ခါလည်းပါပြီးတော့မလို့ပါ download ဆွဲဖို့က link ကကြတော့ဒီမှာ download from ဒီမှာအောက်မှာ link နှစ်ခုစီရှိပါတယ်ဒီဥစ္စာဒီ version ရဲ့ဥစ္စာကို download ဆွဲဖို့အတွက်ဒီနေရာနေပေါ့ဘယ်ဘက်ဥစ္စာကိုကျွန်တော် review လုပ်လိုက်download ဆွဲပါမယ်ဒါပေမဲ့ဘယ်ဘက်ကပဲလို့မဟုတ်ပါဘူးညာဘက်ကဥစ္စာနဲ့ download ဆွဲခြင်းနဲ့ဆိုတော့ဆွဲလို့ရပါတယ်ကိစ္စမရှိပါဘူးကျွန်တော်ဘယ်ဘက်ကဟောနှိပ်လိုက်ပါမယ်စက္ကန့်ဆောက်လို့ရှိရင် download ဆွဲဖို့အတွက်ပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ download ဆွဲပြီးရမလို့ download မဆွဲတော့ပါဘူးဒီဥစ္စာ site ကအဲ့လောက်အကြီးမရှိပါဘူး 80MB ပဲရှိပါတယ် 80MB ကို download နှိပ်ပေါ်လို့ရှိရင်ပြေးသွားတဲ့အချိန်ကြီးဆောက်လိုက်ပါကျွန်တော်တို့ download ဆွဲပြီးရမလို့မဆွဲတော့ပါဘူး close မစကွဲမှာကျွန်တော်ရှိပြီးသားဖြစ်တဲ့အတွက်မှန်ပါမယ် download ဆွဲဖို့အတွက် install လုပ်ဖို့အတွက် yes ကိုနှိပ်လိုက်ပါပြီး next ကိုနှိပ်ပါ agree နှိပ်ပါဒီဥစ္စာတွေအားလုံးအမှန်ချတာပို့လို့ပါတယ်ဒီဥစ္စာလိုတဲ့ဥစ္စာအကုန်လုံးနှိပ်ပါပါပဲ next နှိပ်ပါဒီမှာ location ဥစ္စာနေရာဘယ်နေရာမှာinstall လုပ်ချင်လဲဆိုတာကိုပြောတာပါကျွန်တော်ကတော့ဒီနေရာပဲ install လုပ်မှာဖြစ်တဲ့အတွက် install လုပ်ပြီးတာဖြစ်တဲ့အတွက်လည်းကျွန်တော်မပြောင်းတော့ပါဘူးလုပ်ထားရတယ်အဲ့နေရာမှာမို့လို့ပါ
ပြောင်းချင်တယ်ဆိုလို့ရှိရင်နေရာပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီမှာဒါလေးနှိပ်ပြီးတော့ပြောင်းလို့ရပါတယ် okay install နှိပ်လိုက်လို့ရှိရင်ဒီမှာတော့ကျွန်တော်မှ yes or no ပေါ်လာပါတယ်ဘာလို့ဆိုတော့အခါလေး install လုပ်ပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါနေမေးတာပါထပ်ပြီးလုပ်ဖို့ရှိမလားဆိုတော့ကျွန်တော်က no ဆိုပြီးနှိပ်လိုက်ပါမယ် cancel ကဲလို့အဲ့ဥစ္စာမှာကျွန်တော်နေရာမှာမဟုတ်ကျွန်တော်နေရာမှာထောင်းဆုံးစပြီး install လုပ်လို့ရှိရင်ကြလို့ရှိရင် yes or no ပေါ်ပြမရှိတော့တခါတည်း install တန်းလုပ်သွားပါလိမ့်မယ်ဘာမှပြဿနာမရှိပါဘူးလွယ်လွယ်ကူနဲ့ပဲ install လုပ်ရပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုဒီကတော့ပဲခဏပြီးလိုက်ပါမယ်နောက်ဗီဒီယိုကြလို့ရှိရင်ဒီ code block ရဲ့ interface နဲ့ပထမဆုံး program ကိုကျွန်တော်တို့စ run ကြည့်တာပေါ့ဒီဗီဒီယိုကအတင်းအကူအညီဖြစ်စေတယ်ဆိုလို့ရှိရင် subscribe လုပ်ဖို့မမေ့ပါနဲ့ like လုပ်ဖို့လည်းမမေ့ပါနဲ့ကျေးဇူးများတင်ပါတယ်